အားလုံးပဲမင်္ဂလာပါခွန် vlogs ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီမိုးရေစက်လေးဒီကြောက်လေးပေါ့နော်ဒါလေးကိုကျွန်တော်အမှန်လေးကြောက်ဝိုင်းပေါ့နော်မနေ့ခင်ဝိုင်းမှာကျွန်တော်တို့ဝယ်ယူခဲ့တာဖြစ်ပါတယ်အဲ့တော့ကြောက်လေးကမိုးရေစက်ပုံစံလေးဖြစ်နေတယ်ပေါ့နော်သူ့ရဲ့ဒီခေါင်းထိပ်ပိုင်းလေးမှာပေါ့နော်အမှကျွန်တော်တို့ကြည်နေတဲ့အကြည်ပေါက်လေးအစီပေါက်လေးနှက်ပေါက်လေးရှိနေတာပေါ့နော်ကျွန်တော်ကတော့အဲ့ဒါလေးကိုကြိုက်ပြီးတော့ကျွန်တော်ဝယ်ယူနေတာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဝယ်ရင်းဈေးကတော့9000ပေါ့နော်9000ကိုမှပွဲခကျွန်တော်3000ထည့်ပေးလိုက်သေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီအကြည်ပေါက်နဲ့ပေါက်လေးကိုကျွန်တော်ကအဲ့ဒါလေးကိုအပွင့်ထုတ်မှာပေါ့နော်သူ့ရဲ့ဘေးတွေမှာကျတော့ကြည်တဲ့နေရာရဲ့ဘေးရာတွေကမောက်သားတွေဖြစ်နေတယ်ပေါ့နော်မောက်သားတွေဖြစ်နေတဲ့အခါကျတော့ဒီတိုင်းပြန်ရောင်းမယ်ဆိုရင်တော့ဈေးကဒီတိုင်းပဲဖြစ်နေမှာဆိုတော့ကျွန်တော်အဲ့ဒါလေးကိုဒီလိုပုံစံလေးတွေဖြစ်အောင်ကျွန်တော်ဖြတ်တယ်ပေါ့နော်ကျွန်တော်ဖြတ်တယ်ဖြန့်နေကျွန်တော်တို့အပွင့်ပုံဖော်တယ်ပြီးတော့ကျွန်တော်အသွေးအပ်တယ်ပေါ့နော်ဆိုတော့အသွေးအပ်လိုက်တဲ့အခါပြီးသွားတဲ့အခါကျတော့ဒီလိုပုံစံလေးထွက်လာတယ်ပေါ့နော်ကြောက်လေးကတော့မစိုးဘူးဒါပေမဲ့ကျွန်တော်ကပယ်မကြအောင်ဆိုပြီးတော့သွေးဖို့ပြောလိုက်တော့သူတို့ကပယ်မကြအောင်ထိန်းပြီးတော့သွေးပေးတယ်သွေးပေးတဲ့အခါကျတော့ဒီနည်းနည်းလေးမောက်သားတွေကဘေးမှာကြံနေသေးတယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ဒီပုံစံတိုင်းကြောက်စီဖြစ်သွားတဲ့အခါကျတော့ကြောက်ကတော့ဘလုံးနေမြတ်နေပြီပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့တိုက်ကြည့်တဲ့အခါကျတော့ဈေးကတသိန်းခွဲကတော့တော်တော်များများဈေးပေးတယ်ပေါ့နော်တသိန်းခွဲပေးတဲ့အခါကျတော့ကျွန်တော်တို့မယောင်းသေးပါဘူးပေါ့နော်ကြောက်စီကောင်းတယ်လာတယ်ကာလာလေးတော့ပါတယ်ပေါ့နော်ဒါပေမဲ့ဒီကာလာလေးကကြောက်စီနဲ့ဒီကြောက်စီလေးနဲ့ဆိုတော့မဆိုးဘူးပေါ့နော်ရောင်းလို့ဝယ်လို့ကောင်းတဲ့တဲမှာပါတဲ့အခါကျတော့မယောင်းသေးဘူးပေါ့နော်အနာလေးမပါဘူးပေါ့နော်ကြောက်ကလေးအနာမပါဘူးဒီဘေးမှာမောက်သားလေးတွေပါတာပဲရှိတယ်ပေါ့နော်ဆိုတော့တိုင်းနဲ့ကျွန်တော်တို့2သိန်းအထိစီရောက်သွားသေးတယ်ပေါ့နော်2သိန်းရောက်သွားတဲ့အခါကျတော့ရောင်းတော့မရောင်းသေးဘူးဆိုပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဖြုတ်လိုက်တယ်ပြန်ပြီးတော့တင်းထားလိုက်တယ်ပေါ့နော်တင်းထားပြီးတော့နောက်ရက်နေတော့ကျွန်တော်တို့ပြန်တိုက်တဲ့ခါကျတော့ဒီဟောပါနော်ရောင်းတော့မယ်ဆိုပြီးတော့ကျွန်တော်ပြန်တိုက်တဲ့ခါကျတော့တသိန်းခွဲကနေကျွန်တော်တို့တသိန်းနဲ့9000အထိပဲစီပြန်ရောက်နေတယ်ပေါ့နော်ဘာလို့ဆိုတော့တော်တော်များများကြည့်တဲ့သူတွေကအဲ့ဒီမောက်သားတွေပါနေလို့ပေါ့နော်အဲ့ဒီသူတို့ဝယ်မယ်ဆိုသူတို့လည်းနောက်ထပ်ပြင်ကျင်သေးတယ်ဆိုပြီးတော့ဈေးကအဲ့ဒီကျွန်တော်တို့ရောက်ထားတဲ့2သိန်းဈေးကိုမရောက်ဘူးပေါ့နော်မရောက်တဲ့အခါကျတော့တသိန်းနဲ့9000ဈေးရောက်တဲ့အခါကျတော့တိုက်တဲ့ပွဲစားလည်းကျွန်တော်တို့သူတို့လည်းမင်္ဂလာဖြစ်အောင်ဆိုပြီးတော့တသိန်း9000ကိုရောင်းလိုက်ပါလို့ပဲဆိုတော့ကိုဝယ်ထားတဲ့ဈေးနဲ့အခုရောက်နေတဲ့ဈေးနဲ့တော့မင်္ဂလာဖြစ်တာတော့ဖြစ်နေပြီပေါ့နော်အဲ့တော့ဟိုဘက်ကဝယ်သွားတဲ့သူလည်းသူအဲ့ဒါလေးကိုပြင်ပြီးရင်တော့သူလည်းသူဈေးနဲ့သူမင်္ဂလာဖြစ်အောင်ဆိုပြီးတော့ပေါ့နော်အဲ့ဒါကျွန်တော်ဟိုဘက်ကိုလည်းချန်ပြီးကျွန်တော်တို့လည်းကြိုက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်အောင်ဆိုပြီးတော့ရောင်းလိုက်တယ်ပေါ့နော်တသိန်းနဲ့9000အဲ့တော့သိန်းနဲ့9000ရောင်းပေးပြီးတဲ့အခါမှာတော့အခုဒီကျွန်တော်အခုပေါ့နော်အဲ့ဒီဝယ်သွားတဲ့ကုန်တယ်လည်းကျွန်တော်လည်းအတိပဲပေါ့နော်ကျွန်တော်ကိုယ်တိုင်မသွားတော့ဒီကျွန်တော်ရဲ့ဒီအတိတွေတို့ကျွန်တော်အောက်မှာပွဲစားလေးတွေရှိတယ်ပေါ့နော်တို့တိုက်တဲ့အခါကျတော့ဒီကြောက်ကဘသူ့ကိုရောင်းပေးလိုက်လဲဆိုတာကျွန်တော်တော့အစတော့မသိလိုက်ဘူးနော်ဒါပေမဲ့ကျွန်တော်နောက်ရက်တွေအတိတွေပါသွားပြီးတော့စုံတဲ့အခါကျတော့တို့စီမှာကြောက်ကရှိနေတော့သူတို့ဝယ်လိုက်တာလားဆိုတော့ကောင်းတယ်ပေါ့နော်ဆိုတော့တို့လည်းနည်းနည်းလေးပြန်ပြင်ပြီးတဲ့အခါကျတော့တို့လည်းအခုပြန်ရောင်းပြီးသွားပြီပေါ့နော်ရောင်းပြီးသွားတယ်တို့လည်းမြတ်တယ်ပေါ့နော်တို့လည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့တို့လည်းမြတ်တယ်ကိုလည်းမြတ်တယ်ကြားရပွဲစားလည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီကြောက်ကလေးဒီမိုးရေစက်ပုံစံလေးကိုဒီမြင်ရတဲ့အကြည်ပေါက်နှက်ပေါက်လေးကိုကျွန်တော်အပွင့်ထုတ်ပြီးမှကျွန်တော်တို့လှုပ်ချက်လေးနည်းနည်းလေးထည့်ပြီးမှလှုပ်လိုက်တဲ့ရောင်းလိုက်တဲ့ကြောက်ကလေးပေါ့နော်ဆိုတော့အားလုံးဒီဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပပိုင်ပါအားလုံးတတာပါ